ဓမ္မဘုဟုတုတ္တတွေဖြစ်စေဖို့ရာအတွက်ဟောကြားပေးမဲ့တရားတော်ကခွန်ခါသိဖို့ရာအတွက်ပညာရှိဖို့လိုတယ်ဆိုတာကိုဖော်ညွှန်းခြင်းလို့ပညာရှိမှခွန်ခါသည်ဆိုတဲ့မြန်မာစကားပုံနဲ့လျော်ညီစွာခေါင်းစဉ်တစ်ခုပေးပြီးတော့ဇတ်ပါဠိတော်ဇတ်ထာဂရများမှာလာတဲ့သုလသစ္ထိဇတ်ကိုအခြေခံပြီးတော့ဟောမှာဖြစ်ပါတယ်အခွန်အခါအတွေကိုသိဖို့ရာလူတွေမှာပညာလိုအပ်ပါတယ်ပညာရာရှိမယ်ဆိုလို့ရှိရင်အခွန်အခါသိပြီးတော့မိမိတို့ဘဝအတွက်အကောင်းဆုံးပြုစုနိုင်ထူထောင်နိုင်စောင့်ရှောက်နိုင်တဲ့ဒါလူစွမ်းကောင်းတွေဖြစ်နိုင်ပါတယ်သုလသစ္ထိဇတ်ထဲမှာတော့ဥပမာလေးပေးထားတာရှိတယ်အဘကေနပိမေဓာဝီပါပတေနဝိသခနောသမုဋ္ဌာပေတိအတ္တနာအနုံအဂိန်ဝတန်ထမံအနုံအနေငယ်သောအဂိန်မိကိုတန်ထမံတော်မှုတ်တတ်သောဝိသခနောအမျောမြင်ပညာမျက်စိရှိသောမေဓာဝီပညာရှိသည်မဟာတန်ကြီးစွာသောအဂိတ်ခန္ဓာမိဘုံကြီးကိုဥပ္ပါဒေတိဤဝဖြစ်စေတကဲ့သို့ဝိသကနောအမျောမြင်ပညာမျက်စိရှိသောမေဓာဝီပညာရှိသည်ပါပတေနအနှဲငယ်သောအပကေနအနှဲငယ်သောပါပတေနအဖို့အခအယေနည်းဖြင့်မဟာတန်ကြီးစွာသောတဏ္ဍစစည်းစိမ်ဥစ္စာတို့ကို၎င်းယတ္တန်စအချမ်းရန်အကျော်စောတို့ကို၎င်းဥပ္ပါဒေတဝါဖြစ်စေ၍အတ္တနာမိမိကိုသမုဋ္ဌာပေတိတက်စေဒီစေချမ်းသာစေကြီးပွားစေအောင်မြင်စေနိုင်၏မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားပါဥပမာစကားကိုအရင်ပြောမယ်ဆိုလို့ရှိရင်မိမှုတ်တတ်တဲ့လူကားတဲ့မီးသေးသေးလေးကနေမီးပုံကြီးဖြစ်အောင်မှုတ်တတ်တယ်အဲ့တော့မီးဖို့ထဲမှာမီးပြိုးမှုတဲ့လူတွေအကုန်လုံးနီးပါပဲဓမင်းချက်ဟင်းချက်လိုပဲဖြစ်စေပေါ့နော်ဘာပဲလုပ်လို့ပေါ့မီးပြိုးကြပြီဆိုလေမီးလေးကသေးသေးလေးကနေစအဲ့ဒါလေးကိုနည်းနည်းဖြစ်တော့ပါးစပ်ကလေးကနေကူပြီးတော့မှုတ်ရတာအဲ့တော့မှုတ်တတ်တယ်ဆိုလို့ရှိရင်အဲ့ဒီသေးသေးလေးမီးပုံကြီးသေးသေးလေးကနေမီးပုံကြီးကြီးဖြစ်သွားနိုင်တယ်ကဲဒါဆိုရင် negative point ကနေပြောမယ်ဆိုရင်မမှုတ်တတ်ရင်ငြိမ့်သွားမှာပဲတခါလည်းမီးပြန်ပြိုးလိုက်ငြိမ့်သွားလိုက်ပြန်ပြိုးလိုက်ငြိမ့်သွားလိုက်ပြန်ပြိုးလိုက်ငြိမ့်လိုက်တကယ်ကြတော့ကိုမှုတ်တတ်တဲ့ကိုမှုတ်လိုက်တဲ့လေးချောင်းကိုမီးကငြိမ့်သွားတာဘာဖြစ်လို့လဲမမှုတ်တတ်လို့ဒါကိုပဲမြတ်စွာဘုရားကအနုံအဂိန်ဝတန်ထမံအနုံအနေငယ်သောအဂိန်မိကိုတန်ထမံတော်မှုတ်တတ်သောမေဓာဝီပညာရှိသည်မဟာတန်ကြီးစွာသောအဂိတ်ခန္ဓာမိဘုံကြီးကိုဥပ္ပါဒေတိဤဝဖြစ်စေတကဲ့သို့အတ္တနာမိမိကိုသမုဋ္ဌာပေတိတက်စေသည်စေချမ်းသာစေကြီးပွားစေရမယ်ဥပမာနဲ့ဥပမေယနဲ့ကပ်ပြောလိုက်တဲ့အခါကျတော့မီးလေးသေးသေးကနေမီးဘုံကြီးဖြစ်အောင်မှုတ်တတ်တဲ့ယောက်ျားပညာရှိလိုပဲတဲ့မိမိကိုရှိနေတဲ့အခြေအနေနဲ့တခါတဲ့စီးပွားရေးတွေလည်းပဲကြီးပွားတိုးတက်ချမ်းသာသွားတဲ့ဘီလီယံနာမီလီယံနာကြီးတွေဖြစ်အောင်ဂုဏ်သတင်းထင်ပေါ်ကျော်ကြားတဲ့အချမ်းရံနေနဲ့ပြည့်စုံတဲ့လူကြီးတွေဖြစ်အောင်တကယ်ပညာတတ်အကျော်မော်ကြီးတွေဖြစ်အောင်လုပ်ရမယ်ဒီတော့ဘာလို့တလဲဆိုလို့ရှိရင်တော့စောစောပြောသလိုပြောမယ်ဆိုရင်မီးမှာဆိုရင်မီးကိုမှုတ်တတ်တဲ့ပညာလိုတယ်အဲ့တော့ဦးဇင်းတို့တွေရဲ့ဘဝခရီးကိုရှောက်လန်းတဲ့အခါမှာစီးပွားရေးတင့်တယ်ပြည့်စုံဖို့နောက်ပြီးတော့အချမ်းရအကျော်စောဂုဏ်သတင်းတွေနဲ့ပြည့်စုံဖို့တိုးတက်ဖို့အောင်မြင်ဖို့ဆိုလို့ရှိရင်ပညာလိုတယ်ပညာမပါဘဲနဲ့ဘဝမှာတိုးတက်ဖို့ကြီးပွားဖို့အောင်မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးပညာဟာစီမီတဆောင်ကြီးနဲ့တူတယ်အဲ့ဒီစီမီတဆောင်ဆိုတဲ့အယောင်အလင်းကိုရကြတဲ့လူတွေဟာအမောင်ခွန်းပြီးတော့အလင်းကိုဆောင်နိုင်လိမ့်မယ်အမောင်ခွန်းပြီးတော့ဘဝအမောင်ခွန်းပြီးတော့ဘဝအယောင်အလင်းတွေဆောင်နိုင်ဖို့ဆိုလို့ရှိရင်ပညာဆိုတဲ့တဆောင်အလင်းရှိရမယ်
အဲ့လိုပညာဆိုတဲ့တစောင်းအလင်းနာရှိမယ်ဆိုလို့ရှိရင်အရင်ဒီဆိုတာပြောစရာမလိုဘူးတဲ့အခုဦးဇင်းတို့ဟိုရွာတွေမြို့တွေမှာပေါ့နော်လူငယ်တွေဘာစီဝါရေးလို့တုံးဆိုဘာမလုပ်ဘူးဘာလို့တုံးဆိုအရင်ဒီမရှိလို့ပြောကြတာဟုတ်အဲ့တော့အရင်ဒီမရှိလို့ဆိုတဲ့စကားကိုဒီစကားနဲ့ပဲဖြတ်တယ်အရင်ဒီမရှိလို့ပြောနေတဲ့လူဟာပညာမရှိလို့ပဲတဲ့ပညာရှိလို့ရှိရင်မိမိဘယ်လိုနေရာကနေနေရာယူပြီးတော့ဘယ်လိုအခွင့်အခါနဲ့တခါနဲ့လှုပ်သွားရမယ်နေသွားရမယ်စီးပွားရှာသွားရမယ်ဆိုတာသိတယ်အဲ့ဒီမှာဇဏသုလတိဋ္ဌိဇတ်မှာတော့တထေးတယောက်ကနန်းတော်ကိုသွားတဲ့ခါကျတော့လမ်းမှာကြွက်သေးလေးတစ်ကောင်တွေ့တယ်ဒါကလူတိုင်းသိတဲ့ဇတ်လမ်းမှာပဲကြွက်သေးလေးတွေ့တဲ့ခါကျတော့ဟာဒီကြွက်သေးလေးကဒနာနက္ခတ်နဲ့ရှင်းနေတာဒီကောင်လေးကိုတော့အရင်နေပြုမယ်ဆိုလို့ရှိရင်ဒါကြီးကျယ်ခမ်းနားတဲ့တထေးကြီးဖြစ်သွားနိုင်တယ်ဆိုတာကိုသူကမျှော်မြင်ပြီးတော့သိတယ်ဒါသူကတော့နက္ခတ်ပညာရှင်ပဲပြောပါတော့စီဝါရေးနက္ခတ်ပညာရှင်ပေါ့သူကတထေးလေတထေးဆိုတော့သူစီဝါရေးနက္ခတ်ပညာတတ်ကျွမ်းတယ်သူတတ်ကျွမ်းရမယ့်ပညာတတ်ကျွမ်းလာခဲ့တယ်ပြောတာပဲစီဝါရေးနဲ့ပတ်သက်လို့မြင်လိုက်တာနဲ့ဘာလို့ရမလဲဆိုတာတန်းသိတယ်ဒါအခွင့်အခါသိတယ်ခေါ်တာဘာလို့လဲဆိုတော့ပညာရှိလို့အခွင့်အခါသိသွားတာအဲ့ဒါကြွက်သေးကလေးကိုကြည့်ပြီးတော့နောက်ကလာတဲ့လူကိုပြောတာဒီကြွက်သေးကလေးကအရင်နှီးပြုတ်ပြီးတော့မင်းအဲ့ဒါစီးဝါးရှာတဲ့ကောင်တော့မင်းခဏတထေးကြီးဖြစ်သွားနိုင်တယ်ဆိုတော့ဘေးနာကောင်လေးတဲ့ကောင်ကလည်းကြားတယ်မှာဒီတထေးကြီးအလကားတော့ပြောတာမဟုတ်ဘူးကဲငါဒီကြွက်သေးကလေးအရင်နှီးပြုတ်ကြည့်အောင်မယ်ဟုတ်လားမဟုတ်လားမဟုတ်တော့လည်းဘာဖြစ်တယ်လဲပေါ့အဲ့ဒါနဲ့ကြွက်သေးကလေးကောက်ပြီးကြွက်သေးသေးလေးသေးတာနော်အဲ့ဒီကြွက်သေးကလေးကောက်ပြီးတော့ကြောင်စာလိုချင်တဲ့သူများရောင်းရန်ရှိသည်ကြွက်ရောင်းရန်ရှိတာမဟုတ်ဘူးကြောင်စာရောင်းရန်ရှိသည်ဟုတ်တယ်မလားအဲ့ဒါအိမ်နေမှာကျောင်းနေမှာတော့ဗာလူတွေကကြွက်တွေရှိတယ်ဆိုရင်ကြွက်ရောင်းရန်ရှိသည်လို့ရေးထားကြတာကြွက်ရောင်းရန်ရှိသည်ဆိုတာရှေးတုန်းကသုလတိဋ္ဌိဇတ်မှာတထေးကဒီလိုကြွက်သေးလေးတကောင်ကိုအကြောင်းပြုပြီးတော့တထေးကြီးဖြစ်ခဲ့တယ်ဆိုတာကိုသိစေလို့ဒီစကားပုံကဖြစ်နေခဲ့တာစကားပုံရဲ့ရင်းမြစ်ကိုမသိတဲ့ခါကျတော့အိမ်မှာကြွက်တယ်ရှိတယ်ကြွက်ရောင်းရန်ရှိသည်လို့ရေးရမယ်လို့ပဲထင်နေကြတာတကယ်ပညာရှိတယ်ဆိုလို့ရင်းကပါလေကြွက်သေးကလေးတကောင်တောင်အရင်အနည်းပြုတ်ပြီးတော့စီးပွားရှာမယ်ဆိုရင်ကြီးပွားချမ်းသာနိုင်တယ်အခွင့်အခါသိဖို့လိုတယ်အဲ့ဒါစောစောပြောလို့ကြွက်ရောင်းရန်ရှိသည်ပေါ့ကြွက်ဆိုတာဘာလဲဆိုတော့ကြောင်စာပဲလေကြွက်ရောင်းရန်ရှိသည်ဆိုတဲ့အကြောင်းသိသွားပြီနော်ကြွက်ရောင်းရန်ရှိသည်ဆိုတာကြွက်သေးကလေးတကောင်ကိုအရင်ဒီပြုတ်ပြီးတော့ချမ်းသာသွားတဲ့တထေးကြီးကိုအားကြစေခြင်းလို့ရေးထားတာညမစကပုံတွေကအလကားဖြစ်တာမဟုတ်ဘူးဇင်းမြစ်ကိုသူ့ရဲ့ source ကိုမသိတဲ့အခါကျတော့အဓိပ္ပာယ်တွေကပြောင်းသွားတာအဲ့ဒါအိမ်မှာကြွက်သေးကြွက်ရောင်းရန်ရှိသည်လို့ရေးတဲ့လူတွေအဲ့ဒါတထေးဖြစ်အောင်လုပ်ရမယ်ဆိုတာသိထားအဲ့ဒါနဲ့အဲ့ဒီကြောင်စာလိုက်ရောင်းတော့သူဒါကြောင်စာဝဲသွားတယ်ဟာဒီပိုက်ဆံကတော့ဒါလက်ကီးပိုက်ဆံစောစောပြောသလိုဒနာနခတ်နဲ့ရှင်ထားတဲ့ပိုက်ဆံဟိုကတထေးကနမိတ်ပတ်ထားတဲ့ပိုက်ဆံဆိုတော့ဒီပိုက်ဆံနဲ့ငါရနိုင်တဲ့အရင်ကြီးကိုလုံးလိုက်အောင်မယ်ဆိုပြီးတော့သူကထညက်ဝယ်တယ်ထညက်ဝယ်ပြီးတော့လာတဲ့လူတွေကိုမိတ်ဖြစ်ဆွေဖြစ်ရေတိုက်တာသူ့ရေကိုအများဆုံးတောက်တဲ့လူတွေကပန်းတယ်တွေဖြစ်နေတဲ့ခါကျတော့ပန်းတွေဟုတ်တယ်မလားခူးပြီးတော့ပန်းတွေဖြတ်ပြီးတော့ပန်းတွေရိတ်ပြီးတော့သဲလာကြတဲ့လူတွေမောမောပန်းပန်းနဲ့ဆိုရေလေးတောက်ရထညက်လေးစားရတော့ဝမ်းသာပြီးတော့ပန်းတစ်ဆုပ်စီပေးခဲ့တယ်အဲ့ဒီပန်းတွေသူကဈေးသွားရောင်းတဲ့ခါကျတော့အရင်ကြီးကတော်တော်ရလာခဲ့ပြီအဲ့ဒါကနေပြောလိုက်တော့ဘာလို့တုံးဆိုတော့ခါကျထင်းပန်းရောင်းရတဲ့ပိုက်ဆံနဲ့ထင်းတွေသွားဝယ်ထင်းဝယ်တော့လည်းပဲအဲ့ဒီထင်းတွေကိုပြန်ရောင်းတော့အမြတ်ဆုံးနေရအဲ့ဒီထင်းရောင်းရတဲ့ပိုက်ဆံနဲ့သူကဘာလို့တုံးဆိုတဲ့ခါကျတော့ပိုက်ဆံတော်တော်များသွားပြီဒါဒီအဖြစ်ပြက်တွေကဇက်တိုက်ဖြစ်နေတာနော်နားနေတာမဟုတ်ဘူးပိုက်ဆံလေးကင်ထားပြီးတော့အချိန်ကာစောင့်နေတာမဟုတ်ဘူးသူကဇက်တိုက်လုံနေတာပဲဒါဒီပိုက်ဆံစီးပွားရှာတယ်ဆိုတာဇက်တိုက်ရှာရမယ်မနာမနေရှာရမယ်ကျိုးကျိုးသားသားရှာရမယ်ဆိုတာ तू သိထားတာဟုတ်အသိဉာဏ်ပညာရှိတဲ့လူက
အဲ့ဒါနဲ့သူအရင်ဒီလေရလာပြီဆိုတော့မြစ်စိတ်မှာတင်မောတစ်စီးဆိုင်လာအဲ့ဒီတင်မောအပြတ်ဝယ်တယ်သူကကဲထားလိုက်ပါတော့အဲ့ဒါနဲ့ချမ်းသာသွားပြီပေါ့တင်မောတော်မှအပြတ်ဝယ်နိုင်တယ်ဆိုတော့လေတင်မောပေါ်မှာပါတဲ့ကုန်တွေကိုအပြတ်ဝယ်နိုင်တယ်ဆိုတော့ချမ်းသာသွားတော့တာပဲချမ်းသာသွားတဲ့ခါကျတော့အဲ့ဒီမှာအော်ငါချမ်းသာတာကျေးဇူးရှင်စောစောတော့ဟိုနမိတ်ပေးလိုက်တဲ့ဆရာကြီးပဲဆိုပြီးဆရာကြီးကိုတွားပြီးတော့ဥစ္စာစည်းဝါးတွေနဲ့တွားပူးစော်တယ်ငါ့ကိုအရိပ်နမိတ်ပေးလိုက်တယ်ဒါအရိပ်အမွက်ပေးလိုက်တယ်ငါ့ကိုချမ်းသာကြောင်းအမွက်တွေပေးလိုက်တာသူပဲဆိုပြီးတော့သူ့ကိုကျေးဇူးဆက်တဲ့အနေနဲ့တွားပြီးပတ်စံပေးတယ်ကဲပြောချင်တာကဘာလဲဆိုတော့အမျော်အမြင်ပညာမျက်စိသာရှိမယ်ဆိုလို့ရှိရင်နည်းနည်းကလေးကနေအများကြီးဖြစ်အောင်လုပ်နိုင်တယ်ဘာမှမဆိုမလောက်တဲ့ကြွက်သေးကလေးကိုအရင်ကြီးလုပ်ပြီးတော့နေချင်းညာချင်းချမ်းသာသွားတဲ့တထေးကြီးဖြစ်အောင်လုပ်နိုင်တယ်ဒီတော့ဘာမှမဆိုလောက်တဲ့အပကေနပါပတေနဆိုတဲ့အနှဲငယ်သောအဖိုးအခအရင်အနည်းလေးဖြင့်ချမ်းသာသွားလောက်အောင်ဘာတွေနဲ့ပေါင်းစပ်လိုက်ရမှာလဲဆိုလို့ရှိရင်တော့ပညာနဲ့ပေါင်းစပ်ရမယ်ဘာနဲ့ပေါင်းစပ်ရမလဲပညာနဲ့ပေါင်းစပ်ရမယ်ပညာနဲ့မပေါင်းစပ်နိုင်လို့ရှိရင်တော့စောစောပြောသလိုပဲမိဟာမှုတ်လိုက်တိုင်းသေသွားမှာပဲဒါကြောင့်မှုတ်လိုက်တိုင်းသေသွားပြီဆိုမိတော့ကိုဖြစ်မလာဘူးထမင်းကိုမစားရတော့ဟင်းကိုမချက်ရတော့ဘာမှအကျိုးမရှိတော့ဖယ်သားမှာကွာဆိုပြီးတော့မိမှုတ်တတ်တဲ့လူကဝင်ပြီးတော့မိလေးကိုဝင်ပြီးတော့မိဟုတ်တယ်မလားပြုတ်ပြီးတော့မိကလေးကိုမှုတ်လိုက်တဲ့ခါကျမိဘုံကြီးဖြစ်လာတော့ထမင်းဟင်းအိုးတွေလည်းတဲလို့ရတယ်ချက်လို့ရတယ်စားလို့ရတယ်လိုအပ်တယ်လို့မိတွေကိုသုံးဆွဲလို့ရသွားတယ်ဒါကိုမြတ်စွာဘုရားကအနုံအနှဲငယ်သောအခိမီကိုတန်တမန်တော်မှုတ်တတ်သောဝိသကနောအမျောမြင်ပညာမျက်စိရှိသောမေတ္တာဝီပညာရှိသည်မဟာတန်ကြီးစွာသောအကိခန္ဓာမိဘုံကြီးကိုဥပ္ပါဒေတိဧဝဖြစ်စေတကဲ့သို့မှုတ်တတ်တဲ့ပညာရှိတဲ့မိမုတ်ပညာကျွမ်းကျင်တဲ့ပညာရှိဟာမိလေးနည်းနည်းလေးကနေမိဘုံကြီးဖြစ်အောင်မှုတ်တတ်တကဲ့သို့မှုတ်လိုက်တကဲ့သို့ဝိဇခဏောအမျောမြင်ပညာမျက်စိရှိသောမေရာဝီသင်္ကြန်တတ်မြောက်ထားတဲ့ပညာရှိသည်အပကေနအနေငယ်သောပါပတေနအဖို့အခဖြင့်မဟာတန်ကြီးစွာသောတဏ္ဍစစည်းပွားဥစ္စာတို့ကို၎င်းယတန်စအချမ်းရကျော်သောဂုံတရင်တို့ကို၎င်းဥပ္ပါတိတဝံဖြစ်စေ၍အတ္တနာမိမိကိုသမုဋ္ဌာပေတိကောင်းစွာတည်စေတက်စေချမ်းသာစေကြီးပွားစေအောင်မြင်စေရမယ်ဒါကြောင့်သင်္ကြန်တက်မြောက်ထားတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာအခြေအနေလေးရလိုက်တာနဲ့တပြိုင်နက်အခွင့်အခါကိုသိပြီးတော့အဲ့ဒီအခွင့်အခါရတဲ့အချိန်တွေကနေစပြီးတော့တခါလဲအခွင့်ကောင်းယူပြီးတော့ချမ်းသာတဲ့ချမ်းသာကြီးပွားတဲ့ကြီးပွားတိုးတက်တဲ့တိုးတက်အောင်မြင်တဲ့အောင်မြင်အောင်လုပ်ရမယ်တဲ့အဲ့လိုအခွင့်အခါကိုသိဖို့ရကြတော့စောစောပြောသလိုဘာလို့တလဲပညာလို့တယ်ပညာဆိုတာဘာလို့ရတာလဲဆိုတော့သင်ရတဲ့ဟာလေဟုတ်တယ်မလားဟိုမုဒ္ဒါစရိယတို့ဒိဋ္ဌာစရိယတို့သုဒ္ဓာစရိယတို့ဟဲ့လားသင်ဆရာမြင်ဆရာကြားဆရာတို့ဒီမှာသင်ကြားရတဲ့အရာတွေပဲသင်ကြားမှတတ်မြောက်တာဒါကြောင့်ပညာတတ်ကြီးတွေဖြစ်အောင်ပညာတွေကိုအပတကုစူးစမ်းပြီးတော့သင်ယူဖို့လိုတယ်ပညာဘာလို့သင်ယူတာလဲဆိုတော့ကြီးပွားတိုးတက်အောင်မြင်ကြောင်းဖြစ်လို့သင်ရတယ်ခုဦးဇင်းတို့ကျောင်းမှာတန်ခါ145ပါးရှိတယ်အဲ့ဒါကိုရင်လေးတွေစာကြက်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးစာပိုက်ကလေးတွေဆိုခိုင်းတယ်တပည့်တော်တို့သင်ယူကျက်မှနေသောစာပေများသည်တပည့်တော်တို့အတွက်အောင်မြင်ကြောင်းချမ်းသာကြောင်းကြီးပွားကြောင်းတိုးတက်ကြောင်းဖြစ်ပါသည်ဖေဟာအဲ့အရင်ဆိုရတယ်နောက်နံပါတ်1တပည့်တော်တို့ကျက်မှသင်ယူနေသောစာပေများဖြင့်မြတ်စွာဘုရားကိုလည်းပူဇော်ရာရောက်ပါသည်ဖေဟာနံပါတ်2တပည့်တော်တို့သင်ယူကျက်မှနေသောပညာများဖြင့်သာသနာတော်ကြီးကိုလည်းစောင့်ရှောက်ရာရောက်ပါသည်ဖေဟာတပည့်တော်တို့သင်ယူကျက်မှနေသောပညာများဖြင့်တပည့်တော်တို့အားဆွမ်းသင်္ကန်းလူဒန်းကြတဲ့တရားဓမ္မတို့အားလည်းပဲစောင့်ရှောက်ချီးမြှောက်ရာရောက်ပါသည်ဖေဟာဆိုပြီးတော့ဒါအဋိဋ္ဌံပြုတဲ့အနေနဲ့စာမကြက်ခင်မှာမပြင်းဖို့ရဆိုရတယ်အဓိကအချက်ကတော့နံပါတ်1အချက်ပေါ့တပည့်တော်တို့သင်ယူကျက်မှတ်နေသောပညာများသည်တပည့်တော်တို့အတွက်
အောင်မြင်ကြောင်းချမ်းသာကြောင်းကြီးပွားကြောင်းတိုးတက်ကြောင်းဖြစ်ပါသည်ဖျားအဲ့ဒါကိုအရင်ဆိုပြီးတော့ကြက်ဒီတော့စာကြက်တဲ့ကလေးကတခါလဲစိတ်အားတွေထက်သန်ပြီးတော့ကြက်ကြတာပေါ့ဟာမကြက်တဲ့သူကလည်းဘလို့လို့မကြက်တော့မကြက်ပါဘူးစိတ်အားဖြစ်စေဖို့ရစိတ်ခွန်အားဖြစ်စေဖို့ရတဲ့အဲ့ဒီစာပိုက်ကလေးဆိုရတယ်စာပေပညာဆိုတာမိမိတို့ဘဝအတွက်အောင်မြင်ကြောင်းချမ်းသာကြောင်းကြီးပွားကြောင်းတိုးတက်ကြောင်းတွေဖြစ်တယ်မဖြစ်မနေသင်ရမယ်စောစောပြောတဲ့သင်ဆရာမြင်ဆရာကြားဆရာတို့ရဲ့ထံပါမှာရှိကပ်ပြီးတော့သင်ရမယ်အဲ့ဒါရှိကပ်ပြီးတော့မသင်ဘူးဆိုလို့ရှိရင်ပညာဘလို့မှမရနိုင်ဘူးပညာတတ်မြောက်ကြောင်းတရား၈ပါးဆိုပြီးတော့ပညာပဋိလာဘနဲ့ပတ်သက်လို့မြတ်စွာဘုရားဟောထားတာတွေရှိတယ်ပညာတတ်မြောက်ကြောင်းတရား၈ပါးနံပါတ်၁ကဘာလဲဆိုလို့ရှိရင်ဆရာတို့အားယိုသိညာသင်ကြားပညာတတ်မြောက်မည်ပညာသင်ခြင်းတဲ့လူဟာတနည်းအားပြောမယ်ဆိုမိမိဘဝရဲ့အောင်မြင်ကြောင်းတိုးတက်ကြောင်းချမ်းသာကြောင်းကိုရှေ့ရှုတဲ့လူဟာပညာကိုသင်ကိုသင်ရအဲ့လိုပညာကိုသင်နိုင်ဖို့ရတော့ဘာလို့ရမှာလဲဆိုရင်ပညာသင်ကြားပေးတဲ့ဆရာတွေကိုယိုသေးလေးမြတ်ကြောက်ချစ်ယိုသေးရှိကြရမယ်ရိုးရိုးသေးသေးလေးလေးမြတ်မြတ်ကြောက်ချစ်ယိုသေးမှုတွေနဲ့မရှိကပ်ဘူးဆိုလို့ရှိရင်အဲ့ဒီလိုပညာမတတ်နိုင်ဘူးတဲ့ဒါကိုပဲဆရာတို့အားယိုသေးညာသင်ကြားပညာတတ်မြောက်မည်သင်ကြားပြီးတော့တတ်မြောက်တဲ့လူတွေဖြစ်ဖို့ရသင်ကြားပေးမဲ့ဆရာတွေကိုဘာလုပ်ရမလဲယူသေးရမယ်ဟုတ်တယ်မလားဂါရဝထားရမယ်ဟုတ်တယ်မလားပြီးတော့ချစ်မှုရှိရမယ်ကြောက်မှုလည်းရှိရမယ်ကျိုးနွယ်မှုတွေလည်းရှိရမယ်ဒါမှသာလျှင်ပညာတတ်ဖြစ်မယ်ပညာတတ်ဖြစ်မှမိမိတို့ဘဝအတွက်အောင်မြင်ကြောင်းချမ်းသာကြောင်းတိုးတက်ကြောင်းဖြစ်မယ်ဒါနံပါတ်1ပေါ့နံပါတ်2ကြတော့မေးမြန်းတတ်ညာထိုသူအားသင်ကြားပညာတတ်မြောက်မည်ဆရာတွေနဲ့လည်းယိုသေးလေးစားစွာချင်းကပ်ရမယ်ပြီးရင်ဘာလုပ်ရမလဲဆိုရင်မေးတတ်မြန်းတတ်သင်ယူတတ်ရမယ်တခါလည်းမမေးမမြန်းရင်လည်းပဲမေးပါများစကားရဆိုမမေးရင်လည်းစကားမရတော့ဘူးလေအဲ့တော့မေးတတ်တဲ့သူစူးစမ်းတတ်တဲ့သူဟာဘာဖြစ်တော့ဆိုရင်ပညာတိုးတာပဲဒါကြောင့်သင်ကြားပညာတတ်မြောက်ဖို့ဆိုလို့ရှိရင်မေးမြန်းတတ်တဲ့အလေးအကျင့်လည်းလေ့ကျင့်ဖို့လိုတယ်။ဒါကြောင့်တချို့စာသင်ခန်းတွေဆိုမေးလို့ပြောနေရတယ်။မေးဆိုတဲ့ကဘာလို့မေးခိုင်းတာလို့ဆိုရင်မရှင်းတာလည်းမေးရမယ်မသိသေးတာလည်းမေးရမယ်။မသိသေးတာလည်းမေးရမယ်သိပြီးသားမရှင်းတာလည်းမေးရမယ်။မေးလိုက်တော့ရှင်းသွားတော့ပေါ့ဒီတိုင်းမြုံသိနဲ့ထားတယ်ဆိုလို့ချင်းမှန်သလားဟာမှားသလားဟာဆိုတာဝေဝါနဲ့တကယ်မှတ်ရမှာလားဘာလို့မေးပြရမှာလားဆိုတာအဲ့ဒီတန်တရားကင်းရှင်းဖို့ရာအတွက်ဆရာတွေကိုမေးမြန်းရမယ်မေးမြန်းတတ်ညာထိုသူအားသင်ကြားပညာတတ်မြောက်မည်တဲ့ဒါမြတ်စွာဘုရားတရားတော်တွေထဲမှာလာတဲ့ပညာတတ်မြောက်ကြောင်းတရားတွေပါနောက်နံပါတ်3ကတော့ဘာလို့ကိုယ်စိတ်နှစ်ပါးငြိမ်စွာထားသင်ကြားပညာတတ်မြောက်မည်ကိုယ်ရောစိတ်ရောကိုငြိမ်ထားရကိုယ်နဲ့စိတ်ကိုငြိမ်မထားဘူးဆိုရင်လည်းပညာဘယ်လိုမှမတတ်နိုင်ဘူးစိတ်မငြိမ်ဘူးဆိုမှတော့ပြီးရောကိုယ်မငြိမ်ဘူးဆိုလည်းဘယ်လိုမှလုပ်လို့မရတော့ဘူးလေနော်ကိုယ်နဲ့စိတ်အားငြိမ်စွာထားသင်ကြားပညာတတ်မြောက်ပြီပညာတတ်မြောက်တဲ့လူတစ်ယောက်ဖြစ်ဖို့အခွင့်အခါတွေကိုသိပြီးတော့စီးပွားရေးခွန်လန်းတွေသိဖို့လူမှုရေးခွန်လန်းတွေသိဖို့အိမ်တော်ရေးခွန်လန်းတွေသိဖို့နိုင်ငံရေးခွန်လန်းတွေသိဖို့ပညာလိုတယ်အဲ့ဒီပညာရှိဖို့ရပါလို့ရမလဲသင်ကြားရမယ်သင်ကြားမယ်ဆိုလို့ရှိရင်ကိုယ်နဲ့စိတ်ကိုငြိမ်ရမယ်တဲ့ကိုယ်နဲ့စိတ်ကိုငြိမ်မှပညာကတတ်မြောက်နိုင်တယ်ဒါနံပါတ်3နံပါတ်4ကျောင်းစည်းကမ်းများမပြတ်ပြားပညာသင်ကြားပညာတတ်မြောက်ပြီပေါ့ဒါတော့ကိုချင်းတရားပါပဲကျောင်းစည်းကမ်းနေလိုက်နာမယ်ဆိုပြီးကျောင်းစည်းကမ်းနေလိုက်နာပြီးတော့နေမယ်ဆိုလို့ရှိရင်ကျောင်းမှန်တဲ့စာမခက်ဆိုတဲ့အတိုင်းပဲလေသင်ကြားပညာသင်ကြားတဲ့ပညာတွေတတ်မြောက်မယ်ဒါကြောင့်သင်ကြားတဲ့ပညာတွေတတ်မြောက်ဖို့ကျောင်းကချမှတ်တဲ့စည်းကမ်းတွေလိုက်နာရမယ်
နောက်နံပါတ်5ကတော့ဗာလဲဆိုရင်စလဲဆုံးမှာကောင်းမွန်စွာစလဲဆုံးမှာကောင်းစွာသင်ကြားထိုသူအားသင်ကြားပညာတတ်မြောက်ပြီအစလဲသင်ခဲ့ရမယ်အလယ်လဲသင်ရမယ်ဆုံးကားတိုင်အောင်လဲသင်ရမယ်တချို့ကအစအကြောင်းကမလာဘူးပထမပိုင်းနေလွတ်ကုန်ပြီဟုတ်လားအလယ်ပိုင်းမတက်ဘူးဘာမှမသိတော့ဘူးပြီးဆုံးအကြောင်းတက်မသွားဘူးဘာမှမတတ်တော့ဘူးအဲ့ဒါကြောင့်မလို့အစလဲပြီးကောင်းမွန်စွာသင်ရမယ်အလယ်လဲကောင်းမွန်စွာသင်ရမယ်အဆုံးလဲကောင်းမွန်စွာသင်ရမယ်ကျောင်းဖို့ပြီးကျောင်းသားတွေကမလားဘလို့တတ်မလဲဘလို့တတ်မလဲဟုတ်လားအေးဆုံးမတိုင်အောင် chapter တွေကုံဆုံးအောင်သင်မသွားဘူးဘလို့တတ်မလဲမတတ်ဘူးဆိုလို့ချင်းပညာမရှိရင်ပါလေခုံခါမသိတော့ဘူးကိုယ့်ရဲ့ဘေးရန်ကင်းကြောင်းအောင်မြင်ကြောင်းချမ်းသာကြောင်းကြီးပွားတိုးတက်ကြောင်းတွေကိုမသိတော့ဘူးအဲကြောင့်မိမိရဲ့ဘေးရန်ကင်းကြောင်းအောင်မြင်ကြောင်းချမ်းသာကြောင်းကြီးပွားတိုးတက်ကြောင်းတွေသိဖို့ရာပညာကလိုကိုလိုအပ်တယ်အဲ့ဒီပညာတတ်မြောက်ဖို့ရာစလဲဆုံးမှာကောင်းစွာသင်ကြားထိုသူအားသင်ကြားပညာတတ်မြောက်ပြီအစလဲကောင်းကောင်းသင်အလယ်လဲကောင်းကောင်းသင်ဆုံးကန်းတိုင်အောင်လဲသင်အဲ့ဒါဆိုလို့ရှိရင်ဒါပညာတွေတတ်မြောက်ပါလိမ့်မယ်တဲ့ပညာတတ်မှစောစောပြောသလိုအခွင့်အခါသိပါလိမ့်မယ်အခွင့်အခါသိမှဘေးကနေကင်းမယ်ပြီးတော့ဘာဖြစ်မလဲအောင်မြင်မယ်ချမ်းသာမယ်စီးပွားဥစ္စာတွေတိုးတက်ပြီးတော့မိမိတို့ရဲ့လိုအင်ဆန္ဒဘဝဆန္ဒတွေပြည့်မယ်ပေါ့ဘဝလိုအင်ဆန္ဒတွေပြည့်ဖို့ရာအဲ့ဒါပညာတတ်တယောက်ဖြစ်ရမယ်နောက်မြတ်စွာဘုရားဟောတဲ့တရားတော်တွေဖြစ်တဲ့အတွက်ကြောင့်အာကုသိုလ်ရှောင်ကုသိုလ်ဆောင်၍ကောင်းစွာသင်ကြားထိုသူအားသင်ကြားပညာတတ်မြောက်မည်မကောင်းမှုတွေကိုရှောင်ရမယ်ဆိုတော့ကျောင်းစည်းကမ်းနဲ့ထပ်တူပါပဲသို့တော့ကျောင်းစည်းကမ်းဆိုတာတဲ့ဒီမကောင်းမှုကိုရှောင်ရမယ်ဆိုတာအပေါ်အပြည့်စုံတယ်မကောင်းမှုရှောင်ကောင်းမှုဆောင်၍ကောင်းစွာသင်ကြားထိုသူအားသင်ကြားပညာတတ်မြောက်မည်ကိုယ့်ရဲ့ဘဝအောင်မြင်ကိုရှေ့ရှုနေတဲ့လူဟာမကောင်းမှုတွေကိုမလုပ်နဲ့ဘယ်လိုတန်ခါချင်းတွေကစီယုံတွေးဆိုးတွေးထိုးဖျားယောင်းတွေးဆောင်အဲ့လိုမျိုးမလုပ်နဲ့မကောင်းမှုကိုရှောင်ကောင်းမှုဘက်မှာစိတ်ကိုထားပြီးတော့ကောင်းစွာပညာသင်ကြားမယ်ဆိုလို့ရှိရင်ကိုသင်ကြားတဲ့ပညာတွေတတ်မြောက်မယ်မကောင်းမှုရှောင်ကောင်းမှုဆောင်၍ကောင်းစွာသင်ကြားထိုသူအားသင်ကြားပညာတတ်မြောက်မည်နောက်နံပါတ်9ကျတော့ကျိုးမဲ့စကားမပြောကြားကျိုးရှိစကားစင်ပြောကြားသင်ကြားပညာတတ်မြောက်မည်အကျိုးရှိတဲ့စကားတွေကိုပြောရမယ်ဟာစောစောပြောသလိုပါမဟုတ်တဲ့စကားတွေပြောပြီးတော့အချိန်ကုန်တာစာကြည့်ရမှာစာမကြည့်ဘူးအတန်းတရားမှမတက်ဘူးဟောတော့ tutorial တွေလုပ်ဆရာရှိတာမလုပ်ဘူးဟုတ်လားစာမွဲတွေဖြည့်ဆရာရှိတာမဖြည့်ဘူးဆိုအဲ့ဒါအကျိုးမဲ့တဲ့အချိန်တွေကုန်သွားစေတာလေဒါကြောင့်အကျိုးမဲ့တဲ့အခြေအနေတွေကိုမကုန်စေဘဲနဲ့အခြေအနေတွေအချိန်ကားတွေကိုအကျိုးရှိစွာအသုံးပြုမယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေဟာပညာသင်ကြားတဲ့အခါမှာတတ်မြောက်ပါလိမ့်မယ်။နောက်နံပါတ်8ကကျတော့အခြေအနေရရသုံးသပ်ဆင်ခြင်ဉာဏ်ရှင်နိုင်냐ထိုသူအားသင်ကြားပညာတတ်မြောက်မည်။အခြေအနေအရရကိုသုံးသပ်ဆင်ခြင်နိုင်တဲ့ဉာဏ်ပညာရှိရ။အခြေအနေရရသုံးသပ်မျှော်မြင်ဆင်ခြင်နိုင်냐ထိုသူအားသင်ကြားပညာတတ်မြောက်မည်။အခြေအနေအရရကိုသုံးသပ်ဆင်ခြင်တတ်တဲ့ဉာဏ်ပညာလည်းရှိရမယ်။အဲ့ဒီအချက်အလက်8ချက်နဲ့ပြည့်စုံတဲ့သူတော်ကောင်းတွေပြောမယ်ဆိုရင်ကျောင်းသားတွေကျောင်းသူတွေဟာပညာတတ်တွေဖြစ်မယ်။ပညာတတ်တွေဖြစ်ရင်ဘာဖြစ်လဲကိုယ့်ရဲ့အခွင့်အရေးတွေကိုနားလည်မယ်။ဘယ်လိုအခွင့်အရေးတွေလဲဆိုတော့ဘယ်လိုနေထိုင်ရင်ဘေးရန်ကင်းမယ်ဆိုတာသိလိမ့်မယ်။ဘယ်လိုပြောရင်ဘေးရန်ကင်းမယ်ဆိုတာသိလိမ့်မယ်။ဘယ်သူတွေနဲ့ပေါင်းရင်ဘေးရန်ကင်းမယ်ဆိုတာသိလိမ့်မယ်။ဘယ်လိုနေလို့ရှိရင်အောင်မြင်မယ်။ဘယ်လိုပြောရင်အောင်မြင်မယ်။ဘယ်လိုလူတွေနဲ့ပေါင်းရင်အောင်မြင်မယ်ဆိုတာသိလိမ့်မယ်။ဘယ်လိုလုပ်လို့ရှိရင်အောင်မြင်မယ်။ဘယ်လိုပြောလို့ရှိရင်အောင်မြင်မယ်။ဘယ်လိုလူတွေနဲ့ပေါင်းသင်းလို့ရှိရင်အောင်မြင်မယ်။နောက်ချမ်းသာမယ်ကြီးပွားတိုးတက်မယ်ဆိုတဲ့ကိုယ့်အခွင့်အရေးတွေကိုသိမယ်။ဒါကြောင့်မိမိတို့ရဲ့အခွင့်အရေးတွေကိုသိဖို့ရာပညာကသင်ကိုသင်ရမယ်။အဲ့ဒီပညာမသင်နိုင်ဘူးဆိုလို့ရှိရင်
ဝဟာအလကားပဲပညာမရှိရင်ဘဝဟာအဓိပ္ပာယ်မရှိပါဘူးဦးဇင်းတော်တန်ခါချင်းဘုန်းကြီးတစ်ပါးရှိတယ်သူလည်းအဲ့လိုကြောင်းကလေးဖွင့်ထားတယ်တဏ္ဍတန်လေးဘုံတန်လေးကြားထဲမှာသူကြောင်းဖွင့်တယ်ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်ဟဲ့ကောင်မင်းတဏ္ဍတန်လေးဘုံတန်လေးကြားထဲမှာမင်းကြောင်းကြီးကဖွင့်လို့မကြောက်ဘူးလားဆိုဒီလေအိတ်တာပဲကွာတဲ့အမင်းကလေးတွေရောကွာသိကုန်မှာပေါ့ဆိုတော့အေးပညာမတတ်ရင်လည်းဘဝကသေးနေတာပဲတဲ့ရှင်သန်နေရင်ပညာရှိနေရမယ်တဲ့ဒါကြောင့်ငါကသေးသေးဆိုပြီးတော့ပညာသင်တာတဲ့ပညာမသင်ရလို့ရှိရင်ဘဝသေးသွားပြီဒါကြောင့်ကလေးတွေရဲ့ဘဝကိုအသေးမခံနိုင်ဘူးကွာဘယ်လိုဘဝလဲဆိုရင်တန်ဖိုးရှိသောဘဝအသက်တွေဆိုတာတော့ဘာမှပြောမယ်ဆိုလို့ရှိရင်မွေးလာလူဖြစ်လာတာပဲလေလူဖြစ်ုံကြီးပြင်းလာအောင်နဲ့ဘာမှမတန်ဖိုးရှိတဲ့အသက်မှမဟုတ်တာပဲမြတ်စွာဘုရားတရားတော်ရပြောမယ်ဆိုလို့ရှိရင်ပညာမရှိဘဲနဲ့အသက်တရားနေရတယ်ပဲအလကားပဲတဲ့ပညာရှိပြီးတော့နေမယ်ဆိုလို့ရှိရင်တစ်နေ့ဖြစ်ဖြစ်တစ်ရက်ဖြစ်ဖြစ်တစ်မိနစ်ဖြစ်ဖြစ်တစ်နာရီဖြစ်ဖြစ်တစ်စက္ကန့်ဖြစ်ဖြစ်အသက်ရှင်ပြီးတော့နေတာကမြတ်တယ်ဒါကြောင့်ပညာကိုဘယ်လိုသင်ရမှာတော့ဦးဇင်းတန်ငယ်ချင်းပြောသလိုပြောမယ်ဆိုရင်အသက်ပေးပြီးတော့သင်ရဒါကြောင့်ဘယ်လိုအခက်အခဲတွေရှိပညာသင်ကိုသင်ရမယ်အချိန်တွေလည်းပေးရတယ်ပိုက်ဆံလည်းပေးရတယ်နောက်ဆုံးပါလဲအသက်ပါပေးရမှာပဲဘာလို့လဲပညာမှမတတ်တဲ့အသက်ကြီးကလည်းတန်ဖိုးမှမရှိတာတဲ့အဲကြောင့်တန်ဖိုးမရှိတာအတူတူတော့သေသွားလဲအေးတာပဲကွာတဲ့သူပြောတဲ့စကားပြောတာကဲဒါကြောင့်တန်ဖိုးရှိတဲ့ဘဝကိုထူထောင်မယ်ဆိုလို့ရှိရင်ပညာရှိရမယ်အဲ့ဒီပညာကိုတတ်မြောက်အောင်သင်ရမယ်ဒါငယ်ရွယ်တဲ့အခါမှာသင်ခဲ့ရမှာဘောဒီထဲမှာဒါလာပြီးတရားနာလာကြတဲ့ပုဂ္ဂိုလ်တွေကတော့ဘမောခချုပ်ကြီးကနေစပြီးတော့ပညာရှိအဆင့်နေပါအနည်းဆုံးကျောင်းသားကျောင်းသူတွေတော့ဘာမှပေါ့လေဒါသင်ကြရမယ်မြတ်စွာဘုရားတရားတော်တွေမှာပညာမျက်စိကန်းအောင်ပြုတတ်တဲ့အကြောင်းတရား၃ပါးဆိုတာလေတစ်ဆက်ပြောတယ်အဲ့ဒါတွေကတော့ဒီပါလဲဆိုတော့နံပါတ်1အပျော်ပါးဘက်မှာစိတ်ရောက်ပါပညာမျက်စိကန်းတတ်သည်အပျော်ပါးဘက်မှာစိတ်တွေရောက်နေပြီဆိုရင်အဲ့ဒီလိုသင်မရတော့ပညာမျက်စိကန်းပညာကန်းရင်ဘဝကြီးကလည်းကန်းသွားတော့တာပဲဘဝကြီးကလည်းတန်ဖိုးမရှိတော့ဘူးအသက်ရှည်လည်းအလကားပဲနံပါတ်1အနေနဲ့ပျော်ပါးဘက်မှာစိတ်ရောက်ပါပညာမျက်စိကန်းတတ်တယ်အပျော်ပါးဘက်မှာစိတ်ရောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလိုပညာမျက်စိကန်းတတ်တယ်ဒါကြောင့်အဲ့ဒါကိုယ်ဘဝအတွက်လိုအပ်တဲ့အရင်းအနှီးဟာဘာလဲပညာအရင်းအနှီးပဲဖြစ်တယ်ပညာအရင်းအနှီးဖြင့်ဘေးရန်ကင်းအောင်သွားရမယ်အောင်မြင်အောင်လုပ်ရမယ်ချမ်းသာအောင်လုပ်ရမယ်ကြီးပွားအောင်လုပ်ရမယ်ရှည်သားရအောင်ဂုဏ်သတင်းကျော်စောထင်ပေါ်အောင်လုပ်ရမယ်ဒါကြောင့်အဲ့ဒီပညာကိုသင်ကိုသင်ရမယ်ဒါကြောင့်အပျော်ပါးဆိုတာတွေရှော့အပျော်ပါးဘက်မှာစိတ်ရောက်လို့နေဆိုလို့ရှိရင်ပညာသင်မရတာမဟုတ်ပညာမျက်စိကကန်းကိုသွားတော့တာအဲ့ဒါငယ်ရွယ်နဲ့အဲ့ဒီအပျော်ပါးပဲရောက်သွားတဲ့လူတွေပေါ့နော်ဘာမှစာသင်လို့မရတော့ဘာမှစိတ်ဝင်စားတော့ဘာစိတ်စာဆိုဘာမှမလုပ်တော့အပညာမျက်စိကန်းသွားတော့တာပဲနောက်နံပါတ်2ကဗျာပါဒဝိတက်ပါပဲတကယ်ကြတော့တိုက်လို့ခိုက်လို့တပ်ဖြတ်လို့၍မျက်ညိုးတူပါထို့သူမှာပညာမျက်စိကန်းတတ်တယ်တိုက်လို့တဲ့စိတ်တွေခိုက်လို့တဲ့စိတ်တွေဟုတ်တယ်မလားအမုန်းအညိုးတွေကြီးတဲ့လူအဲ့လူတွေဆိုလဲပညာမျက်စိကန်းတယ်သူကဒါပဲလေတွေ့မလားချမကွာဆိုတာမျိုးလေဆော်မကွာဆိုတာမျိုးတွေလုပ်နေရဆိုဘာလို့လုပ်လဲပညာမျက်စိကန်းနေတာကိုယ်အကျိုးလည်းမမျှော်ဘူးမိသားစုအကျိုးလည်းမမျှော်ဘူးဆုံးရှုံးသွားမှာဒါကြောင့်တိုက်လို့ခိုက်လို့တပ်ဖြတ်လို့၍မျက်ညိုးတူပါထို့သူမှာပညာမျက်စိကန်းတတ်သည်တိုက်မယ်ကွာချမယ်ကွာလို့ကတော့ဘာမှရှေ့သားရောက်မှာမဟုတ်ပါဘူးဘာပညာမှသင်လို့ရမှာမဟုတ်ပါဘူးပညာသင်မရရင်လည်းဘဝရဲ့သေပါပြီဘဝရဲ့သေပြီအဲ့ဒါပညာမျက်စိကန်းတတ်တဲ့အကြောင်းနောက်ဆုံးပညာမျက်စိကန်းတတ်တဲ့အကြောင်းကတော့ဝိဟိန္တာဝိတက်ပါဠိစာပေအသုံးတော်ရပြောလို့အဲ့ဝိဟိန္တာဝိတက်ကိုအစဉ်တရားဘာသာပြန်လိုက်တဲ့အခါကျတော့ရောင်ရဲမှုကင်းစိတ်ညံ့ဖြင်း၍နှိမ့်ဆက်လိုတာနိုင်လိုတာ
ပညာမျက်စိကန်းတတ်သည်ရောင်ရဲမှုကင်းတယ်ဟိုဟာရမှာဒီဟာရမှာဆိုရောက်ကြတာများလေတာကြောင်းသွားဆိုစပိန်မပေးကြောင်းသွားဘူးဆိုစပိန်နဲ့မှာစပိန်ပေးပြန်ပြီဆိုင်ကယ်မြကြောင်းသွားဘူးဖြစ်ပြန်ပြီကားမပေးရင်ကြောင်းသွားဘူးဖြစ်ပြန်ဘယ်လိုနေရမှာဘယ်လိုဝေးရမှာဘယ်လိုဟာကန်ရမှာဘယ်လိုဖုံးထဲမှာဘာလို့ဆိုရောင်ရဲမှုမရှိဘူးအဲ့ဒါနဲ့ကြောင်းမသွားပေကကလုံးနေတော့ပညာမျက်စိကန်းသွားတယ်ဒါကြောင့်ရောင်ရဲမှုကင်းစိတ်ညံ့ဖြင်းဘာမှအမျော်မြင်မရှိတဲ့စိတ်ဟုတ်တယ်မလားတော်တော်နှိမ့်ကြတဲ့စိတ်ရှိတဲ့လူတွေလည်းပဲပညာမျက်စိကန်းတယ်ရောင်ရဲမှုကင်းစိတ်ညံ့ဖြင်းပြီးတော့ဗာလဲနှိမ့်ဆက်လိုတာနိုင်လိုတာတခါလဲအိမ်ကလူတွေနိုင်တဲ့လူတွေကိုနှိမ့်ဆက်နိုင်လိုစိတ်တွေနဲ့တခါလဲပြောတန်ခါချင်းချင်းလဲတွေ့နိုင်လိုစိတ်တွေနဲ့နှိမ့်ဆက်လိုတဲ့စိတ်တွေနဲ့အမြဲတမ်းအဲ့ဒီစိတ်တွေခြေတန်းတင်ထားမယ်ဆိုလို့ရှိရင်ပညာမျက်စိကန်းပြီပညာမျက်စိကန်းရင်အဲ့ဒီလူရဲ့ဘဝကန်းပြီဒါပညာမျက်စိကန်းတတ်တဲ့အကြောင်းပညာကိုအားနဲ့သွားစေတတ်တဲ့အကြောင်းတွေဆိုတာကြတော့နိဝရဏတရား၅ပါးဆိုပြီးတော့မြတ်စွာဘုရားဟောပါတယ်နိဝရဏဆိုတာအောင်မြင်ကြောင်းချမ်းသာကြောင်းကြီးပွားတိုးတက်ကြောင်းတနည်းအားဖြင့်ပြောမယ်ဆိုရင်နိဗ္ဗာန်ရောက်ကြောင်းတွေကိုပိတ်ဆို့တတ်တဲ့တရားကိုနိဝရဏလို့ခေါ်တယ်အဲ့ဒါလည်းသောတော်ပြောတဲ့အပျော်ပါးတွေပါတယ်တိုက်လို့ခိုက်လို့တပ်ဖြတ်လို့တာတွေလည်းပါတယ်ပြီးတော့ဘာတွေပါသေးလဲဆိုတဲ့အခါကျတော့စာမကြက်လို့လည်းပြင်းရည်တဲ့စိတ်ပေါ့ပြင်းရည်တဲ့စိတ်ဒါပညာအားနဲ့တတ်တယ်ဌိနမိတ်တပေါ့နောက်ပြီးတော့အရာရာမှာယုံမတန်တရားဖြစ်နေဘယ်သူနဲ့တွေ့တွေ့ယုံမစိတ်နဲ့ဘယ်တော့ဆရာသမားလည်းယုံမစိတ်နဲ့မိဘလည်းယုံမစိတ်နဲ့တန်ငယ်ချင်းတွေလည်းတန်တရားစိတ်တွေနဲ့အဲ့လိုဆိုလို့ရှိရင်လည်းပညာတတ်ကမဖြစ်နိုင်ဘူးလေပညာအားနဲ့ကဲဒါကြောင့်မိမိတို့ဘဝအခွင့်အခါတွေကိုသိဖို့ဆိုလို့ရှိရင်အရင်ဒီကတော့ပညာပါတဲ့အဲ့ဒီပညာဆိုတဲ့အရင်အနည်းတာရှိမယ်ဆိုလို့ရှိရင်နွယ်တပင်မြက်တပင်ရတယ်ဆိုတော့မှအဲ့ဒီနွယ်တပင်မြက်တပင်ကနေပြီးတော့အရင်ဒီပြုတ်လုပ်ပြီးတော့ချမ်းသာသွားနိုင်တယ်စောစောကြွက်ရောင်းရန်ရှိသည်ဆိုတဲ့ပုံမြင်လိုပါပဲအဲ့လိုမျိုးနွယ်တပင်မြက်တပင်ပဲရရကောက်ရိုးတပင်ပဲရရကြွက်သေးတကောင်ပဲရရတခါတည်းချမ်းသာသွားတဲ့အခွန်လန်းကြီးကိုပိုင်ဆိုင်ဖို့ဆိုလို့ရှိရင်အချိန်ရှိတော့မှပညာတွေကိုသင်ကြားထားပါပညာသင်ကြားထားမှသာလျှင်မိမိတို့ဘဝအတွက်ရှေ့ရေးအတွက်စိတ်အေးရမယ်ပညာမတတ်တဲ့လူဟာဘဝဟာအသေးနေတာနဲ့အတူတူပဲဒါကြောင့်မိမိတို့ဘဝအကောင်းဆုံးရှင်းသန်နိုင်အောင်ဒါပညာနဲ့ရှင်းသန်ရမယ်အခြေအနေအရသုံးသပ်ဆင်ခြင်ဉာဏ်နဲ့ရှင်းပြီးတော့နေမှသာလျှင်အကောင်းဆုံးဘဝကိုနေထိုင်နိုင်ကြမှာဖြစ်တယ်စောစောပြောသလိုပြောမယ်ဆိုရင်ဘေးကနေလည်းကင်းကြလိမ့်မယ်နေပြီးတော့အခွန်လန်းနေသိပြီးတော့အောင်မြင်ကြလိမ့်မယ်ချမ်းသာကြလိမ့်မယ်ကြီးပွားကြလိမ့်မယ်မြတ်စွာဘုရားတရားတော်ရပြောမယ်ဆိုလို့ရှိရင်တော့မိမိတို့ဘေးကနေကင်းတဲ့ကင်းကြစေဖို့ချမ်းသာကြစေဖို့ကြီးပွားတဲ့ကြီးပွားကြစေဖို့ဆိုလို့ရှိရင်ကောင်းမှုတွေလည်းရှိရမှာဖြစ်ပါတယ်ကောင်းမှုရှိမှဒါချမ်းသာကြတယ်ကောင်းမှုရှိမှကံကောင်းကြတယ်ကံကောင်းမှချမ်းသာကြတယ်ဒီတော့ချမ်းသာခြင်းနဲ့ဆိုရင်ကံကောင်းအောင်လုပ်ရမှာပဲကံကောင်းခြင်းနဲ့ဆိုလို့ရှိရင်ကောင်းမှုတွေလုပ်ရမယ်အဲ့လိုကောင်းမှုဟာကံကောင်းတတ်တယ်ချမ်းသာတတ်တယ်ဆိုတဲ့အခွင့်အရေးကိုလည်းပညာရှိမှသိတာပညာမရှိလို့ရှိရင်ပိုက်ဆံရှိလည်းပဲလှူရမှမသိဘူးကောင်းမှုလုပ်ရမှမသိဘူးကုသိုလ်လုပ်ရမှမသိဘူးဒါပေမဲ့တချို့ကုသိုလ်တွေဟာပိုက်ဆံနဲ့မဆိုင်ပါဘူးဟိုဆရာသမားကိုရိုသေတာတို့ဘုရားရှိခိုးတာတို့မေတ္တာပို့တာတို့ဒါတွေလည်းကောင်းမှုတွေပဲဖြစ်ပါတယ်အဲ့ဒီကောင်းမှုတွေကလည်းဘေးရန်ကင်းစေတတ်အောင်မြင်စေတတ်ချမ်းသာစေတတ်ကြီးပွားတိုးတက်စေတတ်ပါတယ်ဘယ်လိုပဲပြောပြောမိမိတို့ဘဝကိုနေထိုင်တဲ့အခါမှာပညာနဲ့နေထိုင်နိုင်ရမယ်ကမ္ဘာပေါ်မှာနိုင်ငံကြီးတွေတိုးတက်သွားကြတယ်ဆိုတာအဲ့ဒါပညာကြောင့်တိုးတက်သွားတာဖြစ်ပါတယ်နောက်ဘဝနိုင်ငံတွေနှိမ့်ကျသွားကြတယ်ဆိုတာလည်းပဲပညာကြောင့်နှိမ့်ကျသွားတာဖြစ်ပါတယ်ပညာဟာလူတွေရဲ့အနှိမ့်မြင့်ကိုချိုးကင်နေတဲ့ပဲ့ကန်ရှင်ကြီးဖြစ်ပါတယ်ပညာတကယ်အခရာပဲဖြစ်ပါတယ်မိမိတို့ဘဝတွေကိုမြင့်ကျင်တယ်ဆိုရင်ပညာနဲ့မြင့်ရမှာမိမိတို့ရရွာကြီးကိုမြင့်ကျင်တယ်ဆိုရင်ပညာနဲ့မြင့်ရမှာမိမိတို့နိုင်ငံကြီးကိုမြင့်ကျင်တယ်ဆိုရင်ပညာနဲ့မြင့်ရမှာကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင်ကမ္ဘာနိုင်ငံကြီးတွေနဲ့ရင်ပေါင်တန်းနိုင်အောင်ဆိုရင်ပညာနဲ့
ရင်မောင်တန်းမှာဖြစ်ပါတယ်ဒါကြောင့်ပညာကိုအားပေးရမှာပါသင်လည်းသင်ကြားရမယ်သင်ကြားပြီးတဲ့လူတွေကလည်းပဲမသင်ကြားနိုင်သေးတဲ့လူတွေကိုအားပေးရမယ်ပညာကိုဟန့်တားရင်အဲ့ဒါဒီတဦးချင်းတယောက်ချင်းရဲ့ကြီးပွားတိုးတက်မှုရရွာရဲ့ကြီးပွားတိုးတက်မှုတိုင်းပြည်နဲ့လူမျိုးရဲ့ကြီးပွားတိုးတက်မှုတို့ကိုဟန့်တားရမှာပါတယ်ပညာသင်ကြားမှုကိုအားပေးကြပါအဲ့လိုအားပေးပြီးတော့ဒီလိုတက္ကသိုလ်ကြီးတွေအဲ့ဒါထူထောင်ပြီးတော့ဒီတိုင်းပြည်နဲ့လူမျိုးပေါ့တခါတည်းဖွံ့ဖြိုးပြီးတော့ကမ္ဘာပေါ်မှာထင်ပေါ်ကျော်ကြားလာအောင်စွမ်းဆောင်မှာဖြစ်ပါတယ်ဥစောသောပလင်ခံကလည်းဒီတက္ကသိုလ်ရဲ့17နှစ်ပြည့်အထိမ်းအမှတ်ပွဲကြီးဟာအမျိုးသားနေ့အကျိုးနဲ့လည်းတိုက်ဆိုင်ပါတယ်လို့ပြောတယ်ဆိုတော့အမျိုးသားနေ့ကြီးဆိုတာဒီပညာကိုလွတ်လပ်စွာမသင်ရလို့ဖြစ်လာတာပါအဲ့ဒါကြီးကိုအထိမ်းအမှတ်ပြုပြီးတော့ပညာကိုလွတ်လပ်စွာသင်ကြားခွင့်ပြုရမယ်လွတ်လပ်စွာသင်ကြားရမယ်အေးစိတ်ပါလဲပါလဲသင်ကြားပေးကြစိတ်မှလည်းပါလဲသိယူကြဦးဇင်းတို့ဖခင်ဗုဒ္ဓဘာသာတရားတော်များရဲ့ရှုတော်ကပြောမယ်ဆိုလို့ရှိရင်သင်ကြားပေးနေကြသူတွေရောသင်ယူနေကြသူတွေဟာပြောမယ်ဆိုလို့ရှိရင်စေရနာကောင်းနဲ့သင်ယူနေကြသင်ကြားပေးနေကြတယ်ဆိုရင်ကုသိုလ်ဖြစ်ပါတယ်အဲ့ဒီကုသိုလ်ရဲ့အထောက်ပံ့ကိုရပြီးတော့အဲ့ဒါချမ်းသာနိုင်တယ်နိဗ္ဗာန်ထိအောင်ရောက်နိုင်တယ်ပညာတကာပညာထဲမှာအမြတ်ဆုံးပညာတော့ဝိပဿနာပညာဒါကြောင့်နောက်ဆုံးမှာဆိုလို့ရှိရင်ဒီလောကီပညာတွေတင်မကဒီလောကုတ္တရာပညာတွေပါကူးပြောင်းပြီးတော့သင်ယူရမယ်တစ်ဆင့်နဲ့တစ်ဆင့်ကိုမြင့်သွားရမယ်အဲ့ဒီလောကုတ္တရာပညာဆိုတာကတော့ဒါမက်တရားဖို့တရားတွေပြောတာပါအဲ့ဒီမက်တရားဖို့တရားတွေကိုမျက်မှောက်ပြုနိုင်ဖို့ဆိုလို့ရှိရင်ဝိပဿနာပညာလိုပါတယ်ဝိပဿနာပညာဆိုတာဖြစ်တတ်ပြတတ်တဲ့မိမိခန္ဓာကိုယ်နဲ့တကွတော့တတ္တလောကကြီးတစ်ခုလုံးကိုအနိစ္စလက္ခဏာတင်ပြီးတော့ရှုမှတ်ဆင်ခြင်တာဖြစ်ပါတယ်အဲ့လိုဖြစ်တတ်ပြတတ်တဲ့အတွက်ကြောင့်အမြဲတမ်းပြောင်းလဲနှိမ့်ဆက်နေကြလို့ဆင်းရဲတာဆိုတဲ့ဒုက္ခလက္ခဏာကြီးကိုဆင်ခြင်တာဖြစ်တယ်အဲ့ဒါကြီးကရတ္တထားလို့မရဘူးသူ့တဘာဝအတိုင်းသူဖြစ်နေတယ်ဆိုတဲ့အနတ္တလက္ခဏာကြီးကိုဆင်ခြင်တာအနိစ္စကိုသိတာအနိစ္စပညာဒုက္ခကိုသိတာဒုက္ခပညာအနတ္တကိုသိတာအနတ္တပညာအနိစ္စကိုသိတာဆိုတာဘာလို့ဆိုတော့ပြောင်းလဲတတ်ဖြစ်ပြတတ်တာကြီးကိုသိတာအဲ့ပြောင်းလဲတတ်ဖြစ်ပြတတ်တာကြီးကိုလည်းသိနေရမယ်လောကအနေနဲ့ပြောမယ်ဆိုရင်အဲ့ဒါကြီးနဲ့စီမျောတတ်ရမယ်ပေါ့ဓမ္မအနေနဲ့ပြောမယ်ဆိုရင်ဒီပြောင်းလဲတတ်တာကြီးကိုရှုမှတ်ရမယ်ဆင်းရဲတတ်တယ်ဆိုတာကြီးကိုလည်းသိရမယ်ဘယ်လိုယုံထွက်ရမလဲဆိုတာလောကအနေနဲ့သိရမယ်ဓမ္မအနေနဲ့ဆိုရင်ဒီဆင်းရဲတတ်တာကြီးကိုလည်းပဲသိနေရအဲ့ဒီဆင်းရဲတတ်တာကြီးကနေလွန်မြောက်အောင်လည်းကြိုးစားအထောက်မှုတွေရှိရဒါပေမဲ့လို့ဒီခန္ဓာတရားကြီးရှိနေပြီတော့ဘယ်လိုမှအဲ့ဒါမရဘူးဖြစ်ချိန်ကြဖြစ်မှာပဲပြက်ချိန်ကြပြက်မှာပဲဒုက္ခရောက်ချိန်ဒုက္ခရောက်မှာပဲဆိုတဲ့အနတ္တသဘောတရားကြီးကိုသိတာအနတ္တပညာဖြစ်ပါတယ်အဲ့ဒီအနတ္တပညာလောကရှုထောင့်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ်တော်ကိုပိုင်တာမဟုတ်ဘူးပဲဒါကြောင့်အခွင့်အခါရှိတယ်ဆိုရင်အဲ့ဒီအခွင့်အခါလေးတွေကိုအမိရဆုပ်ကင်ထားဖို့လိုတယ်ဓမ္မဘက်ကပြောမယ်ဆိုရင်တော့ဘယ်ဟာမှရပ်တန့်လို့မရဘူးဖြစ်ချိန်ကြဖြစ်သွားပြက်ချိန်ကြပြက်သွားတယ်အဲ့ဒီအနတ္တသဘောတရားကြီးကိုမိမိခန္ဓာကိုယ်ကြီးပါထည့်သွင်းပြီးတော့ဆင်ခြင်သုံးသပ်မယ်ဆိုလို့ရှိရင်လူအများပြောတဲ့ဝိပဿနာပညာဖြစ်ပါတယ်ဝိပဿနာပညာသာဖြစ်သွားပြီဆိုလို့ရှိရင်သစ္စာလေးပါးနီးသွားပြီမတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတွေနဲ့နီးသွားပြီအဲ့ဒီပညာထိအောင်သွားမယ်ဆိုလို့ရှိရင်ဒုက္ခခတ်သိမ်းချုပ်ငြင်းပြီးတော့ဒါအချမ်းသာကြီးချမ်းသာတဲ့ချမ်းသာကိုခံစားရမှာဖြစ်ပါတယ်ကဲခဏမန္တလာတက္ကသိုလ်ဒီထောင်ချင်း17နှစ်ပြည့်အထိမ်းမှာတက္ကသိုလ်မွေးနေ့တပင်ပွဲဆင်နွှဲကျင်းပကြတဲ့ယခုချိန်ခါကာလမှာရောက်ရှိလာကြတဲ့မောင်မောင်ခါချုပ်ကြီးနဲ့တကွာတော့ဓမ္မမိတ်ဆွေတော်စင်တို့အားပညာရှိမှအခွင့်အခါတည်ဆိုတဲ့တရားတော်ကိုဒါဘုဒ္ဓတာဖြစ်စေဖို့ရဟောကြားလိုက်တာဖြစ်ပါတယ်မိမိတို့ရဲ့ဘဝအခွင့်အရေးတွေအောင်မြင်ဖို့အခွင့်အရေးတွေချမ်းသာဖို့အခွင့်အရေးတွေကြီးပွားဖို့အခွင့်အရေးတွေတိုးတက်ဖို့အခွင့်အရေးတွေဟာပညာမှာပဲတည်တယ်ဆိုတာသိရမှာအဲ့လိုသိပြီးတော့မိမိတို့ရဲ့တပည့်တစ်ပါးတွေကိုပညာတတ်တွေဖြစ်အောင်သင်ကြားပေးရမှာဖြစ်ပါတယ်ဆရာတွေကသားတွေသမီးတွေအနေနဲ့ဆိုရင်လည်းမိမိတို့ရဲ့သားတွေသမီးတွေကိုပညာတတ်တွေဖြစ်အောင်ပညာကိုမဖြစ်အောင်သင်ကြားပေးရမှာဖြစ်ပါတယ်စောစောကဘုန်းကြီးရဲ့တန်ခါချင်းနဲ့ပြောတဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ပညာမသင်ရရင်ဘဝဟာသိနေတာနဲ့တူတူပါပဲဒါကြောင့်ဘဝနေရှင်သန်ဖို့ပညာသင်ပါထို့သောပညာတွေကိုသင်ကြားကြပြီးတော့လောကီပညာများတွေမကပဲနဲ့ဒီကုသိုလ်ပညာ
လောကုတ္တရာပညာအနိစ္စပညာဒုက္ခပညာအနတ္တပညာတို့ပါသိကြပြီးလျင်မိမိတို့ရဲ့မဲ့လန်းဖိုလန်းဆိုတဲ့အခွန်လန်းတွေကိုရရှိပိုင်ဆိုင်နိုင်ကြပြီးလျင်အချမ်းသာကြီးချမ်းသာရာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုမြတ်မကြကိုယ်စီကိုယ်ကမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်း